နောက်9နှစ်ကြာရင်ကိုကဘယ်လိုလူမျိုးဖြစ်မယ်လို့ထင်တယ်။နေကြတာတစ်ခုကတော့အရင်လောက်ရက်တွေပဲလုံနေမယ်ဆိုရင်တော့နောက်9နှစ်ကြာသွားတဲ့ဒီပုံစံတိုင်းပဲဖြစ်နေလေ။လုံနေကြအရာတွေပဲလုံနေမယ်ဆိုရင်ရနေကြအရာတွေပဲရလာလိမ့်မယ်။ဒါပေမဲ့ကိုပြန်စဉ်းစားကြည့်လိုက်ကိုရဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့လူမျိုးကိုလိုချင်တဲ့ဘဝပုံစံတွေဆိုတာဒီတိုင်းပဲထိုင်စဉ်းစားနေတော့ရလာမှာမဟုတ်ဘူး။ကိုရဲ့အနာဂတ်ဆိုတာကိုအခုလက်ရှိလုံနေတဲ့လုံရက်တွေပေါ်မှာအများကြီးမူတည်တယ်။ဥပမာကိုကနေ့စဉ်စာအုပ်ဖတ်တယ်ဒါမှမဟုတ်စကေးတစ်ခုခုကိုတင်ယူနေတယ်။နောက်9နှစ်ကြာသွားတဲ့အခါမှာကိုကညံပူကောင်းလာတဲ့လူဒါမှမဟုတ်အဲ့ဒီစကေးကြောင့်နေရာတစ်ခုကိုရောက်နေတဲ့သူတွေဖြစ်သွားနိုင်တယ်။အဲ့ဒါကြောင့်ကိုလိုချင်တဲ့ဘဝပုံစံတွေ more step အနေနဲ့တနေ့ကိုနည်းနည်းရင်းစီတာလောက်သွားမယ်ဆိုရင်ကောင်းကင်မှာလေရင်ပြန်တန်းတယ်လို့1 degree လောက်စောင်းလိုက်တာချိန်ကြာလာတာနဲ့မြနိုင်ငံတွေပါခြားသွားတယ်လို့ပြောတနေ့ကိုနည်းနည်းရင်းစီတာလောက်သွားမယ်ဆိုရင်နောက်9နှစ်ကြာသွားတဲ့အခါမှာကိုလိုချင်တဲ့ဘဝပုံစံတွေဖန်တီးနိုင်ပါလိမ့်မယ်